ဒီပကြီးကားကတာမန်ပကြီးကားတကားမဟုတ်ပါဘူး46နာရီနဲ့35မိနစ်ကြာအောင်အချိန်ယူပြီးတော့စုတ်ချက်တစ်ချက်ချင်းစီနဲ့အလူစိတ်ရေးထားတဲ့ပကြီးကားတကားပါဒါအပြင်ဒီပကြီးကားရဲ့နောက်ွယ်မှာချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့အလှပဆုံးအဓိပ္ပာယ်တစ်ခုလည်းပါဝင်နေပါတယ်ဒီပကြီးကားကိုတော့ရန်ကုန်မှာနေတဲ့အကိုတယောက်ကသူ့ရဲ့ချစ်သူကောင်မလေးအတွက်မွေးနေ့လက်ဆောင်ပေးဖို့ဆိုပြီးအပ်ထားတာပါကိုချစ်ရတဲ့လူတယောက်အတွက်အမှတ်တရတစ်ခုဖန်တီးပေးခြင်းနဲ့စိတ်တစ်ခုနဲ့အပ်ခဲ့တဲ့ဒီပကြီးကားဟာလည်းအချိန်မောင်းများစွာနဲ့စိတ်ခွန်အားတွေထွက်ပြီးတော့ဖန်တီးရေးဆွဲထားတဲ့ပကြီးကားတကားဖြစ်တာမို့တိတ်ကိုအဓိပ္ပာယ်ရှိပြီးတန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုဖြစ်ခဲ့ပါတယ်ဒီပကြီးကားကိုစတင်ရေးဆွဲတဲ့အချိန်မှာမဆုအနေနဲ့အရင်ဆုံး reference ကိုသေချာလေ့လာရတယ်ပေါ့နော်မျက်နှာအချိုးအစားအလင်းအမောင်အသေးသေးတခြားတွေကိုတစ်ခုချင်းစီကြည့်ဆိုင်ရပါတယ်ဒီပကြီးကားမှာအနုစိတ်ဒီထေးတွေလည်းအများကြီးပါဝင်နေပေါ့နော်မျက်နှာဆယ်ရပိုင်းနဲ့သပင်အမြင်လေးတွေအဝတ်အစားတွေနှင်းစီပန်းရဲ့အပွင့်တွေအခက်တွေအရွက်တွေနဲ့နောက်ခံ background တွေစားတဲ့အစိပ်ပိုင်းတစ်ခုချင်းစီကိုတေချာအချိန်ယူပြီးတော့စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းချင်းရေးဆွဲခဲ့ရပါတယ်ပကြီးကားတကားကိုရေးဆွဲတဲ့နေရာမှာမြင်မြန်ဆန်ဆန်ပြီးဖို့ကအရေးမကြီးပါဘူးမှန်ကန်တဲ့ feeling နဲ့လက်ရကောင်းတစ်ခုဖြစ်ဖို့ကသာပိုပြီးတော့အရေးကြီးပါတယ်ဒါကြောင့်မဲဒီ15နဲ့12ဆိုင်ဒီထေးပကြီးကားကြီးကိုပြီးစီးဖို့စုပေါင်း46နာရီနဲ့35မိနစ်ကြာအောင်အချိန်ယူရေးဆွဲခဲ့ရတာပါမဆုအနေနဲ့လည်းဒီပကြီးကားကိုရေးဆွဲနေတဲ့အချိန်မှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ experience တစ်ခုရခဲ့ပါတယ်ပုံမှန်ဆိုရင်တော့မဆုကလူပုံလူပကြီးကားတွေရေးတဲ့အခါမှာလူမျက်နှာအစိပ်ပိုင်းနဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကိုပဲဦးစားပေးပြီးတော့ရေးတာပေါ့နော်ဒါပေမဲ့ဒီပကြီးကားထဲမှာပါတဲ့နှင်းသီးပန်းတွေကင်ထားတဲ့ကောင်မလေးတယောက်ရဲ့ပုံကဒီလို background တွေကိုထည့်ပြီးတော့ရေးဆွဲမှသာပို့ပြီးတော့တဘာဝကျလှပစေမှလို့ခံစားမိလို့ဒီလိုဒီထေးကြတဲ့နံပြသက်တွေစီရီတွေကိုပါထည့်သွင်းရေးဆွဲခဲ့တာပါဒီလိုခညာလှပတဲ့15နဲ့12ဆိုင်ပကြီးကားကြီးကတော့အခုဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ပကြီးကားပိုင်ရှင်ညီမလေးစီကိုရောက်သွားပြီပဲဖြစ်ပါတယ်ချစ်သူနှစ်ဦးကြားမှာပျော်ရွှင်မှုတွေတိုးပွားစေဖို့မဆုအနေနဲ့အခုလိုမျိုးပကြီးကားတွေကိုဖန်တီးရေးဆွဲပြီးပါဝင်ကူညီပေးခွင့်ရတာကိုလည်းတိတ်ကိုပျော်ရွှင်ရပါတယ်ချစ်ကြသူတိုင်းပေါင်းဖက်နိုင်ကြပါစေနော်